ဘောလုံးဝန္ဒနာရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ။ဇွန်လ20ရက်နေ့ရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြောင်းအရာလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးရေရှည်ရပ်တည်ဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျ။ပထမဆုံးသတင်းအနေနဲ့နီးပြမိုက်ကယ်ကာရီရဲ့လက်အောက်မှာချန်ပီယံလိဝင်ခွင့်ရရှိခဲ့တဲ့ Manchester United ကတော့အသင်းရဲ့တိုက်စစ်ကိုအားဖြည့်ဖို့အတွက်ဝက်ဆန်ရဲ့ကျယ်ဝင့်ဆမ်မာဘလီကိုခေါ်ယူဖို့ကမ်းလှမ်းမှုတွေစတင်နေပြီလို့နံပါတ်ကြီးသတင်းထောက်နီကိုရှိုင်ရာကဖော်ပြလာပါတယ်။မန်ယူသင်းကတက်တန်း9နှစ်အပြင်တက်တန်းတိုးခွင့်တစ်နှစ်ပါဝင်တဲ့စာချုပ်နဲ့ကမ်းလှမ်းထားတာပါ။ဒေးဗစ်အော်စတင်ရဲ့အဆိုအရဝက်ဆန်သင်းကပေါင်သန်း50ဝန်းကျင်အလိုရှိနေပြီးမန်ယူကသူ့ရဲ့အသင်းပေါ်မာတီယက်ဖာနန်ဒက်ကိုပါတပြိုင်နက်တည်းအရခေါ်ယူဖို့ပေါင်85သန်းဝန်းကျင်နဲ့အပြင်းထန်စကားပြောနေပါတယ်။ဒါပေမဲ့ဒီအပြောင်းရွှေ့ကိုတော်လန်ဟော့စ်ဘာကလည်းကြားပြက်လူဖို့ကြိုးစားနေလို့မန်ယူတို့လက်သွက်ဖို့တော့လိုပါလိမ့်မယ်။နောက်ထပ်ထွက်ပေါ်လာတဲ့သတင်းကတော့ရီယယ်မက်ဒရစ်ကွင်းလန်လူရှူအာမန်နီပါပဲ။ရီယယ်မက်ဒရစ်ကိုနီးပြတဲ့ဟိုဆေမိုညိုရောက်ရှိလာပြီးနောက်အသင်းကိုအကြီးအကျယ်ပြန်လည်တည်ဆောက်နေပြီးကွင်းလန်လူရှူအာမန်နီရဲ့အနာဂတ်ကဘာနေဗျူးမှမရေမရဖြစ်လာခဲ့ပါတယ်။လက်ရှိမှာရီယယ်မက်ဒရစ်ကသူ့ကိုယူရိုတန်း100ဝန်းကျင်ရရင်လက်လွတ်ဖို့ဈေးနှုန်းသတ်မှတ်လိုက်ပြီးဖြစ်လို့ကာလရှည်သဘောကျနေခဲ့တဲ့လီဗာပူးအသင်းနဲ့ယူနိုက်တက်အသင်းတို့ကဒီရှင်တွေကိုမျက်တောင်မကတ်တန်းစောင့်ကြည့်ပြီးခေါ်ယူဖို့အသင့်ပြင်နေကြပါတယ်။ကွင်းလန်ကိုအဆင့်မြင့်တင်ခြင်းနေတဲ့လီဗာပူးနဲ့မန်ယူဘယ်သူကလက်ဦးမှုရသွားမလဲဆိုတာကတော့ရင်ခုန်စရာပါ။ဒီချိန်မှာပဲလီဗာပူးအသင်းကမိုဟာမက်ဆာလေရဲ့ရေရှည်နေရာကိုအစားထိုးဖို့အတွက် RB Leipzig အသင်းရဲ့အသက်19နှစ်အရွယ် Ivory Coast မျိုးဆက်သစ်တောင်ပန်ကစားသမားလေးရန်ဒီယိုမန်နီကိုယူရိုတန်း100နဲ့ပထမချိန်ကမ်းလှမ်းခဲ့ပေမဲ့ Leipzig ဘက်ကချက်ချင်းပယ်ချခဲ့ပါတယ်။ Leipzig ကဒီကောင်လေးကို Bundesliga ရဲ့စံချိန်တင်ပြောင်းရွှေ့ခြင်းဖြစ်တဲ့ယူရို148သန်းဝန်းကျင်အထိလိုချင်နေတာပါ။ဒါပေမဲ့အန်တိုနီအီရာအိုလာရဲ့လီဗာပူးအသင်းကတော့လက်မလျှော့ပဲဒုတိယချိန်ကမ်းလှမ်းမှုထပ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ပြင်သစ်ကလပ် PSG ကလည်းဒီကစားသမားကိုမျက်စိကျနေလို့အပြိုင်လူရမဲ့အနေအထားမှာရှိနေပါတယ်။တစ်ဖက်မှာလည်း Manchester City အသင်းကတော့နီးပြတဲ့ Enzo Maresca ရဲ့လက်ထက်မှာကမ္ဘာ့ဖလားပွဲစဉ်တွေမှာအင်္ဂလန်အသင်းတွေတောက်ပနေတဲ့ Nottingham Forest အသင်းရဲ့ကွင်းလန်လူ Elliot Anderson ကိုခေါ်ယူဖို့ဒီချိန်စံချိန်တင်ပြောင်းရွှေ့ခြင်းပေါင်တန်း130နဲ့ဆွေးနွေးမှုတွေနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ Fabrizio Romano ကအတည်ပြုထားပါတယ်။ဝိုင်းရင်ကွင်းလန်လူကြီး Patrick Vieira ကတော့ Anderson ကိုပြည့်ပြည့်စုံနဲ့ကွင်းလန်လူလို့ချီးကျူးထားတာမို့ Man City ပရိသတ်တွေမျှော်လင့်ချက်တွေမြင်မာနေကြပါတယ်။အလားတူပဲ Premier League Champion Arsenal သင်းကလည်းတိုက်စစ်အပိုင်းအတွက် Atletico Madrid ရဲ့ Argentina တိုက်စစ်မှု Julian Alvarez ကိုခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။ Real Madrid က Alvarez ကိုကမ်းလှမ်းခဲ့တာကအယောင်ပြတာဖြစ်ပြီးသူတို့ရဲ့အမှန်တကယ်ပြစ်မှတ်က Bayern Munich က Michael Olise ဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့် Alvarez အတွက် Arsenal နဲ့ Barcelona တို့အဓိကအပြိုင်ဖြစ်လာနိုင်ပါတယ်။ကဲဒါကတော့နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ။